ငါလက်ခံတယ်လို့မင်းဘာလို့မလက်မခံတာငါရှုတော့ငါမင်းဘာလို့မကြည့်တာတော့ဆိုတဲ့အတ္တအားလုံးပဲမင်္ဂလာပါအလောရှင်မြတ်ဘတ်တော်ကနေဉာဏ်သားရမှုပေါင်းခံကြောင်းနိုင်ကြပါစေလို့ဥစွာဆုမမေတ္တာပို့သပါတယ်ဘစ်မင်လာဟ်ရဟ်မာန်ရဟီမ်ဆိုတော့ဒီနေ့မှာကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာအများအားဖြစ်ပျက်နေကြနော်ဘာသာရေးဆိုင်ရာဒီအကဲဆက်မှုလေးတွေပေါ့နော်ဘာသာရေးဆိုင်ရာအကဲဆက်မှုလေးတွေဆိုတော့ဒီအပိုင်းမှာနာမည်ကြီးပေါ့နော် celebrity တယောက်ပေါ့နော်နာမည်ကျော်ကြားတဲ့ပုဂ္ဂိုလ်တယောက်အမှုပညာရှင်တယောက်အမှုပညာရှင်ဆိုတော့ကျွန်တော်တို့တော့သိမသိဘူးမမြင်ဘူးပေါ့နော်ဒါပေမဲ့တချို့ကလည်းလာပြတယ်အဲ့လိုသပင်နီနီလေးနဲ့ပေါ့သူကဘာလို့တော့ဆိုတော့သူဒီဘာသာတရားတစ်ခုကိုသူကကူးပြောင်းသွားတယ်ပေါ့နော်ဘာသာတရားတစ်ခုကိုကူးပြောင်းတယ်ပြီးတော့အဲ့ဒီဘာသာမှာသူတက်တည်ခံချက်တွေပါတယ်လောက်ကြတယ်ဆိုတော့အဲ့ဒါလေးကို online ပေါ်မှာရောက်တယ်ရောက်ပြီးတဲ့နောက်မှာဒီကျွန်တော်တို့သဘောထားကွဲလွဲမှုလေးတွေနောက်တခြားသောစိတ်အခက်မသိစရာလေးတွေအဲ့ရနေပြီးတော့တဖြည်းဖြည်းနဲ့အင်မတန်အကြီးတန်းတဲ့အဆင့်တွေကိုပါရောက်လာကြတယ်ဘလို့အကြီးတန်းတဲ့အဆင့်လုံးဆိုဘာသာတွေတစ်ခုနဲ့တစ်ခုနဲ့ကြားမှာเนาะကျွန်တော်တို့တွေဒီကြမ်းကြမ်းထန်ထန်တုံ့ပြန်လာတာလေးတွေတွေ့ရတယ်ဆိုတော့ကျွန်တော်တို့စဉ်းစားကြည့်အောင်ကျွန်တော်တို့ရဲ့ဖရာသခင်တွေကဥမာဖန်သင်းရှင်ကိုလက်ခံတဲ့ဖရာလည်းရှိမယ်ဗျာဖန်သင်းရှင်ကိုလက်ခံတဲ့ဖရာကိုလက်ခံတဲ့ပုဂ္ဂိုလ်တွေလည်းရှိမယ်ဗျာဆိုတော့အဲ့ဒီလူတွေကြားထဲမှာအဲ့လိုအပြန်အလှန်နေရန်ဖြစ်ကြတယ်သူမှန်တယ်ငါမှန်တယ်သူသားတယ်ငါသားတယ်เนาะသူပြောတာပိုဖြစ်တဲ့နဲ့ငါပြောတာပိုဖြစ်တဲ့နဲ့ပြီးပြီဆိုရင်တော့သူ့အယူမှန်တယ်ငါအယူမှန်တယ်ဆိုတော့ဒီအတ္တဆွဲလေးတွေတဖြည်းဖြည်းနဲ့ပါလာကြတဖြည်းဖြည်းပေါ့နော်ဆိုတော့ဘာသာတရားဆိုတာကျွန်တော်အမြဲကျွန်တော်ပြောလေ့ရှိတဲ့ဒီအတွေးတစ်ခုကတော့ကျွန်တော်တို့ဘာသာတွေကကျွန်တော်တို့ရဲ့အတ္တတွေကိုရှော့ခိုင်းတာကျွန်တော်တို့ရင်ထဲမှာရှိတဲ့ငါနဲ့ငါသာနှိုင်းရှင်စရာငါကလွှဲရင်ဖွဲနဲ့စကွဲဆိုတဲ့စိတ်ဒီမပေါ်လာအောင်လို့လူကိုလူလိုမြင်အောင်လို့ဘာသာတွေလူမျိုးတွေမခွဲခြားအောင်လို့เนาะဒါတွေပဲဘာသာတရားတွေကသင်ယူတယ်ဟိုကျွန်တော်တို့ကိုသင်ပေးနေတယ်ပေါ့နော်ကျွန်တော်တို့ရဲ့ဘာသာတရားရဲ့ကျမ်းစာတွေကိုပြောတာဆိုတော့လူတွေဆိုတာကစိတ်ပြောင်းလဲနိုင်တယ်သူဒေါသဖြစ်တဲ့အချိန်ပျော်တဲ့အချိန်စိတ်ညစ်တဲ့အချိန်စိတ်ဆင်းရဲတဲ့အချိန်စိတ်ချွင်လန်းတဲ့အချိန်စသဖြင့်သူ့ရဲ့စိတ်အခြေအနေပေါ်မှာမူတည်ပြီးတော့လူတွေကပြောင်းလဲနိုင်တယ်သို့တော့ကျွန်တော်တို့ရဲ့သက်ဆိုင်ရာဘာသာအသီးသီးရဲ့ဘုရားသခင်ရဲ့လမ်းညွှန်ချက်တွေကကျတော့သူတို့ဒီမေတ္တာကိုအခြေခံတယ်သစ္စာကိုအခြေခံတယ်တရားမျှတမှုကိုအခြေခံတဲ့လမ်းညွှန်ချက်တွေဖြစ်တဲ့အတွက်အဲ့ဒီထဲမှာကျတော့ကျွန်တော်တို့လူသားတွေနဲ့မတူတော့အဲ့ဒီလမ်းညွှန်ချက်တွေကကျတော့ဒီမှာဗုဒ္ဓရဲ့ဓမ္မပဲပြောခရစ်ယာန်ဘာသာတွေရဲ့လမ်းညွှန်ချက်ပဲဆိုဂျူးဘာသာဝင်တွေရဲ့ယုံကြည်မှုပဲပြောအစ္စလာမ်ဘာသာဝင်တွေရဲ့ခံယူချက်တွေပဲပြောအားလုံးဟာပြောမှဆိုရင်ကျမ်းစာတွေထဲမှာအင်မတန်ငြိမ်းချမ်းပြီးကျမ်းစာကိုဖတ်ပါတယ်ဆိုတဲ့သူတွေစီမှာကပူလောင်နေတာကိုကျွန်တော်တို့တွေ့ရတယ်များသောအားဖြင့်ပြောတာတချို့တွေလည်းကျမ်းစာအတိုင်းတိဆောက်တဲ့သူတွေရှိတယ်သို့တော့တော်တော်နည်းတယ်အားလုံးဟာဘယ်မှာပြိုလဲသလဲဆိုတော့ကျွန်တော်တို့ဒီသူ့ဘာသာကပူပြီးတော့တာတယ်မြတ်တယ်ကောင်းတယ်သဘာဝကျတယ်ဆိုတော့အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့အတ္တဘုရားသခင်เนี่ยအဲ့ဒါကျွန်တော်တို့မကြည့်ခိုင်းဘူးဘယ်ကျမ်းစာကိုလိုက်ကြည့်ဘုရားသခင်เนี่ยကြည့်ခိုင်းတယ်လို့ပြောရင်သေချာတယ်အဲ့ဒီကျမ်းစာတွေကိုကိုကြိုက်တယ်လို့ကိုပြစ်ဆိုပြီးတော့ကိုယ့်အနေနဲ့ကိုစိတ်ကြိုက်လောက်တာဘာလို့ဘုရားသခင်တွေကကျွန်တော်တို့စိတ်ဓာတ်တွေကိုသိတာဆိုတော့အဲ့လိုသိတဲ့အတွက်ကျွန်တော်တို့ဘာသာတရားတွေကိုကိုးကွယ်တယ်ဆိုတာကကျွန်တော်တို့မှာရှိတဲ့အတ္တတွေကိုကျွန်တော်တို့ကချုပ်ငြိမ်းခြင်းလို့နော်လောကီတတ်မှတ်မှုတွေကိုချုပ်ငြိမ်းခြင်းလို့ကိလေသာတွေကိုချုပ်ငြိမ်းခြင်းလို့ဘာသာတရားတွေကိုကျွန်တော်တို့ကသက်ဝင်ကြတယ်ယုံကြည်ကြတယ်ဘာသာတရားတွေရဲ့လမ်းညွှန်ဆုံးမမှုတွေကိုကျွန်တော်တို့ကလိုက်နာကျင့်သုံးကြတယ်ဆိုတော့ကျွန်တော်တို့ကအဲ့ဒီလိုက်နာကျင့်သုံးနေရင်းနဲ့ပဲเนาะတပြိုင်နက်တည်းဘာဖြစ်တုံးဆိုတော့ဘာသာတရားအချင်းချင်းကိုเนาะငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်မှုအတွက်ဆိုတဲ့ခေါင်းစဉ်နဲ့အပြန်အလှန်ဆွေးနွေးလေ့လာသင်ယူတာကကောင်းတယ်ဒါကသိကောင်းတဲ့အလေးထားဖြစ်တယ်သူ့ဘာသာရေးအကြောင်းကိုကိုကနားထောင်မယ်ကိုဘာသာတရားအကြောင်းကိုကိုကနားထောင်တဲ့နေရာမှာကျွန်တော်တို့ကကိုဘာသာအထိုင်ကနေနားထောင်ကြငါကျွန်တော်ဘာသာမှာကျွန်တော်မှာရှိတဲ့ principle တွေကျွန်တော်ရဲ့ယက်တီချက်တွေခံယူချက်တွေ
တောက်ဝင်ယုံကြည်မှုတွေနဲ့တခြားသူတွေကိုလှမ်းပြီးတော့ကျွန်တော်ကလှမ်းပြီးတော့ကျွန်တော်အဲ့ဒီပေတာနဲ့လိုက်တိုင်းပြီးတော့သူဘာပြောလို့ငါပူတာတယ်ငါတို့ကပုံမြတ်တယ်ငါတို့ကပုံမှန်တယ်ဒါပေမဲ့ကိုယုံကြည်ချက်ကိုမှန်လို့ရတယ်မှန်တယ်ကောင်းတယ်လွတ်လပ်စွာမှန်လို့ရတယ်အလားတူပဲတခြားသူတွေကိုကျတော့ကိုပေတာနဲ့သွားမတိုင်းပါနဲ့ကိုမှရှိတဲ့ပေတာနဲ့သူ့ကိုသွားတိုင်းတော့လွဲမှာပေါ့ကျွန်တော်ကြိုက်တဲ့ပေတာကျွန်တော်ပေတာနဲ့ကျွန်တော်ရှိပြီးသားလေနော်ဆိုတော့ကျွန်တော်ကြိုက်တဲ့ပေတာကိုကလွတ်လပ်စွာနဲ့ကျွန်တော်ကင်ဆွဲထားလို့ရတယ်အဲ့ဒီအယူဝါဒပေါ်မှာလွတ်လပ်စွာရက်တည်လို့ရတယ်အဲ့ဒီအယူဝါဒပေါ်မှာကျွန်တော်ကလွတ်လပ်စွာနဲ့နှစ်ခါယုံကြည်လို့ရတယ်သို့တော့အဲ့ဒီမှာအားနည်းချက်လူတွေကြားထဲမှာနော်ကျွန်တော်တို့လူတအုပ်နဲ့တအုပ်ဘာသာတစ်ခုနဲ့တစ်ခုအတွေးမြင်တစ်ခုနဲ့တစ်ခုကြားထဲမှာပြဿနာကဘာလဲဆိုတော့ငါယုံသလိုမင်းကဘာလို့မယုံတာတော့ဆိုရဲအတ္တဝင်လာတာငါလက်ခံသလိုမင်းဘာလို့မလက်မခံတာတော့ငါရှုတော့ကမင်းဘာလို့မကြည့်တာတော့ဆိုရဲအတ္တကိုအရှိတင်လိုက်ပြီးတော့ဘာသာတရားရဲ့အဆုံးအမကနောက်ရောက်သွားကျွန်တော်တို့ဘာသာတွေအားလုံးဆိုတာကတနည်းပြောမယ်ဆိုရင်တော့ကျွန်တော်တို့လူသားတွေကိုသူတို့ခေတ်သူတို့ကာလမှာဥပမာညဗုဒ္ဓသည်လေအိန္ဒိယနိုင်ငံမှာနော်ဖြစ်ပျက်နေတဲ့လူတွေရဲ့တယောက်နဲ့တယောက်ခွဲခြားတာတွေလူခွေချိုးဖောက်တာတွေတယောက်နဲ့တယောက်နော်အတ္တတွေကြီးပြီးတော့ခွဲခြားနေတဲ့ကိစ္စတွေကိုဗုဒ္ဓကသူ့ရဲ့မေတ္တာတရားနဲ့နော်သူခေတ်သူကာလမှာတော့ရအောင်ဆွဲတယ်နော်ဒီဘာသာဝင်တွေဒုမျိုးတော့လူလောကမှာရှိတဲ့လူတွေအားလုံးလွတ်မြောက်အောင်လို့သူကလည်းကြိုးစားခဲ့တယ်ကြိုးပမ်းခဲ့တယ်အလားတူပဲ Jesus ကလည်းသူ့ကာလမှာရှိနေတဲ့လူအဖွဲ့အစည်းမှာဖိနှိပ်ခံနေဘက်ကနေယက်တည်တဲ့ဖိနှိပ်နေတဲ့သူတွေကိုတွန်းလှန်ဆန့်ကျင်တယ်ဗုဒ္ဓလည်းဒါပဲလုပ်တာနော်ဒီကြားထဲမှာဗုဒ္ဓဆိုရင်သူ့ပိုင်ထားတဲ့နော်နန်းကိုတောင်စွန့်ပြီးတော့တောထွက်ခဲ့တာငယ်ငယ်လေးရှိသေးတယ်အဲ့ဒီရွယ်မှာကောင်းလောကီစည်းစိမ်တွေခံစားလို့ရတယ်ယရနာတွေနဲ့သူဟာအေးစစ်ဘရင်သားအနေနဲ့ဟလားဘရင်သားပြီးပါဘရင်ဖြစ်မယ်ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာကျတော့ဗုဒ္ဓသာသနာကကျွန်တော်ကလည်းကြုံရင်ပြောနေကြမလို့ဗုဒ္ဓသာသနာကိုတောက်ဝင်ယုံကြည်တဲ့တက်ချုပ်မူကြီးမင်းအောင်လှိုင်ကကျတော့ဗုဒ္ဓကတော့သူ့ရဲ့ဒီအာနာကိုစွန့်တယ်သူ့ရဲ့စီးစိမ်ကိုစွန့်တယ်သူ့ရဲ့ဒီဘရင်ရဲ့သားတော်ပေါ့နော်ဘရင်ရဲ့သားတော်ပြီးဆိုရင်မကြာခင်ဖြစ်လာမဲ့ဘရင်လေးပေါ့နော်ဆိုတော့အဲ့ဒီယာရူးတွေယာကန်တွေနော်ကျွယ်ဝမှုတွေချမ်းသာမှုတွေကိုသူတို့ကဗုဒ္ဓကကျတော့စွန့်ပြီးတော့လူသားအလုံးလွတ်မြောက်ရေးအတွက်တောခိုခဲ့တာမင်းအောင်လည်းကကျတော့မဟုတ်ဘူးသူ့အာဏာရဖို့အတွက်အဲ့ဒီတောထွက်ပြီးစွန့်ခဲ့တဲ့ဗုဒ္ဓဓမ္မကိုအသုံးချစန့်ကျင်ဘက်စန့်ကျင်ဖြောင်းဖြောင်းကြီးစန့်ကျင်တာနော်ဗုဒ္ဓဓမ္မနဲ့ဆိုတော့အဲ့ဒါမျိုးပေါ့ဒါကျွန်တော်ဥပမာပြောပြတာကျွန်တော်တို့အဲ့ဒီမအလာလို့မဖြစ်ဖို့လိုအပ်တယ်ကျွန်တော်တို့ဘာသာတရားတွေကိုကျွန်တော်တို့ကတောက်ဝင်ယုံကြည်ပြီးတော့အေးချမ်းနဲ့ကျွန်တော်တို့ဘာသာတွေကဘာလို့ခိုင်းလို့ကျွန်တော်တို့အတိုင်းဝိုင်းကိုလှပအောင်တိဆောက်ခိုင်းတာပဲကျွန်တော်တို့လူသားတွေအချင်းချင်းတန်မိုးထားတာအောင်လမ်းညွှန်ပေးတာပဲကျွန်တော်တို့ဘာသာတရားတွေကလူသားတွေအလုံးလုံခြုံအေးချမ်းတဲ့ဘဝကိုရဖို့အတွက်သူတို့ဟာအိန္ဒိယမှာပွင့်တဲ့ဗုဒ္ဓကလည်းအိန္ဒိယဒီဇိုင်းမျိုးအဲ့ဒီယာကာချာတွေနဲ့နော်တခြားသူတွေကိုပါလိုက်နာလို့ရအောင်လို့သူကလည်းအိန္ဒိယမှာပွင့်ခဲ့တဲ့ဘုရားတစ်ပါးအနေနဲ့ဟောတယ်နော်မဟာဝီရကလည်းဒါပဲဟောတယ်နော်ဂုရုနာနတ်ကလည်းဒါပဲဟောတာပဲတမန်တော်မုဟမ္မဒ်ဆလ္လာလာဟူအလိုင်ဝါဆလမ်ကလည်းလာကိုပဲလမ်းညွှန်တာပဲနော်ဂျီဇတ်ကလည်းဒါကိုပဲလမ်းညွှန်တာပဲအလားတူပဲမောရှေကလည်းဒါကိုပဲလမ်းညွှန်တာပဲဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့မှာရှိတဲ့ဘုရားသခင်တွေကိုအားနာဖို့ကောင်းတယ်ဘာဖြစ်လို့လဲသိလားသူတို့လမ်းညွှန်ချက်တွေကိုကျွန်တော်တို့ကဂယုကိုမဆိုင်တာကျွန်တော်တို့လှုပ်ချင်တာကျွန်တော်တို့လှုပ်ကြတယ်ကျွန်တော်တို့ကသူသားတယ်ငါသားတယ်သူမြတ်တယ်ငါမြတ်တယ်ဆိုတာကဘုရားတွေကအဲ့ဒါမလုပ်စေချင်တာလူဒန်းသားတွေမခွဲသားစေချင်တာဟုတ်တယ်မလားဗုဒ္ဓဓမ္မမှာဆိုလဲလူဒန်းသားမခွဲကြဘူးဂျီဇတ်ကလည်းလူဒန်းသားမခွဲကြဘူးနော်ဒီနေ့ကွန်ဖျူးရှက်ကလည်းလူဒန်းသားမခွဲကြဘူးတာအိုဘာသာမှာလည်းလူဒန်းသားမခွဲကြဘူးနော်ရှင်တိုဘာသာမှာလည်းလူဒန်းသားမခွဲကြဘူးစစ်ဘာသာမှာလည်းလူဒန်းသားမခွဲကြဘူးဘဟာယီကလည်းလူဒန်းသားမခွဲကြဘူးဟိန္ဒူဘာသာကလည်းဓာရီပဲတောက်လျှောက်လမ်းညွှန်နေတာပဲဆိုတော့နောက်ပိုင်းမှာဘာဖြစ်တော့ဆိုတော့ဘာသာတရားကိုတောက်ဝင်ယုံကြည်တယ်ပါတယ်ဆိုတော့ဥဆောင်တဲ့ပုံကိုယ်တွေရဲ့ဘာသာကျွန်တော်လည်းဘာသာရေးဆရာတယောက်ပဲဒါပေမဲ့ခေါင်းဆောင်တော့မဟုတ်ပါဘူးကျွန်တော်ကတော့ဘာသာရေးထဲမှာကျွန်တော်တို့အစ္စလာမ်တရားတော်ရဆိုရင်ကျွန်တော်တို့ကဥဆောင်ပြီးတော့အကုန်လုံးကိုကျွန်တော်တို့လိုက်ယူရတာမဟုတ်ဘူးကျွန်တော်တို့မှာကျတော့
လာရုဟ်ဘာနီယတာဖစ်ဒီဒါကြုံလို့ပြောပြကျွန်တော်တို့မှာဘာသာရေးခေါင်းဆောင်တာတီးတာမရှိဘူးဘာသာရေးနဲ့ပတ်သက်ပြီးကျွမ်းကျင်တဲ့ပညာရှင်တွေတော့ရှိတယ်အဲ့ဒီပညာရှင်တွေကဘာသာတရားတွေရဲ့အနှစ်အသားတွေကျောင်းတော်မြတ်ကုရ်အာန်ရဲ့လမ်းညွှန်ချက်တွေဒါတွေကိုဥဆောင်ပြီးတော့ပြောပြတယ်သို့တော်ညာလဲအဲ့ဒီပြောပြတဲ့သူကသီလသမာဓိနဲ့မပြည့်စုံမှုဆိုရင်အဲ့ဓာတွေကိုမတက်ဖဲနဲ့ကျွန်တော်တဲ့သီလသမာဓိနဲ့ပြည့်စုံတဲ့သူကကျွန်တော်တဲ့ပို့တာတယ်ကျွန်တော်အစ္စလာမ်ရဲ့ဓမ္မကိုပြောတာနော်အလားတူပဲကျွန်တော်ကတော့ဘွဲတွေအများကြီးယူတယ်ဗျာမော်လဝီဟာဖစ်ကာရီမူဖတီမူဟာဒစ်ရှိုက်ခ်အလ်ဟာဒီစ်စသဖြင့်ကျွန်တော်မှာဘွဲတွေအများကြီးရှိတယ်ဒါပေမဲ့လူတအုပ်တယောက်ဟာရက်ွက်ထဲမှာတစ်နေ့လုံးတစ်နေ့စားနဲ့ဘာပညာမှမတတ်ဘူးသို့တော့ तू ကကျွန်တော်တဲ့ကိုကျင်တရားကောင်းတယ်ကျွန်တော်တဲ့အလားသိစိတ်မပြတ်ထားတယ် तू ကကျွန်တော်တဲ့သီလသမာဓိပြည့်စုံတယ်အဲ့ဒီလူကကျွန်တော်တဲ့သားတယ်ကျွန်တော်တို့အစ္စလာမ်တရားတော်မှာပေါ့နော်ဒါကတော့အားလုံးကိုကျွန်တော်တို့ဒီကြုံတော့မှာတာတင်ပြဆိုတော့ဘာသာရေးဆရာတွေကလည်းဘာလို့တော့ဆိုတော့ကိုယ့်ရဲ့ပါဝါတက်လာဖို့အတွက်ဘာသာတရားကိုအသုံးချတဲ့ပုံကိုယ်တွေရှိတယ်ဘာသာတရားတွေကိုဘာသာတရားနည်းတူစစ်မှန်ဟောကြားတဲ့ပုံကိုယ်တွေလည်းရှိပါတယ်မရှိဘူးမဟုတ်ဘူးသို့တော့အဲ့ဒီထဲမှာဆုံးဖြူတွေလည်းဘာသာတရားတွေထဲမှာလည်းဘာသာရေးကောင်းဆောင်တွေထဲမှာလည်း gain star တွေရှိတာပဲအုပ်စုဖွဲ့လူမိုက်လုပ်တဲ့လူတွေမရှိဘူးလားငါတို့နဲ့အယူမတူလို့ဆိုပြီးငါတို့ဘာသာတရားကိုငါတို့ရဲ့အယူကိုငါတို့ရဲ့ခိုင်းကနဝါဒကိုငါတို့ရဲ့ကြောင်းတော်ဝါဒကိုကြည့်လို့ဆိုပြီးတော့လူတယောက်ကိုနစ်နာအောင်လို့အုပ်စုဖွဲ့ပြီးတော့တွန်းထုတ်တဲ့သူတွေကဘာသာတရားတိုင်းမှာရှိတယ်ဆိုတော့များသောအားဖြင့်လေဘာသာတရားတွေကိုတောက်ဝင်ယုံကြည်တဲ့ပုဂ္ဂိုလ်တွေကကျမ်းစာကဘာပြောပြီးဘာသာရေးကောင်းဆောင်ကဘာတွေဟောနေလဲဆိုတာကိုချိန်ထိုးလေ့လာဖို့အားနည်းကြတချို့ကကျတော့ချိန်ထိုးလေ့လာဖို့အတွက်သူတို့မှာတတ္တိကိုမရှိကြဘူးချိန်ထိုးလေ့လာလိုက်ရင်ဆရာတွေကိုပြောလိုက်ရင်နော်ဘာသာရေးကောင်းဆောင်တွေကိုပြောလိုက်ရင်သူတို့ကငရဲကြီးမှကြောက်တယ်မကြောက်ပါနဲ့ကျွန်တော်အစ္စလာမ်ဘာသာဝင်တွေကိုပြောတာနော်ကျွန်တော်တို့အစ္စလာမ်ဓမ္မအရာပြောတာကျွန်တော်မြတ်ကုရ်အာန်မှာကျွန်တော်တို့ဟာတရားဓမ္မတစ်ခုကိုစဉ်းကျင်စဉ်းစားမှုမရှိဘဲနဲ့လက်ခံတာကိုမကြိုက်တာနော်ကျွန်တော်မြတ်ကုရ်အာန်မှာအဖလာယတတဘရူနာအဖလာယတဖက္ကာရူနာမင်းတို့စဉ်းကျင်ခြင်းသုံးသပ်ခြင်းဒါဖြစ်နိုင်မဖြစ်နိုင်ဤဟာလားယုတ်တိတန်ဤမတန်ဤဆိုတာခွဲခြားစိတ်ဖြာခြင်းမရှိကြဘူးလားဆိုပြီးတော့စဉ်းကျင်သုံးသပ်ချဖို့အတွက်ကုရ်အာန်မှာအချိန်ပေါင်း800ကျော်လောက်မိန့်ထားတယ်ဒါတော့ကြောင့်မွတ်စလင်တွေဆိုရင်တော့ကျွန်တော်တို့ဘယ်ဘာသာရေးဆရာကပဲပြောဘယ်ဘာသာဘယ်လောက်နာမည်ကြီးတဲ့ပုဂ္ဂိုလ်ကပဲဟောကျွန်တော်တို့ကကျွန်တော်တို့မှာမှတ်ကြောက်တွေရှိတယ်ကျွန်တော်တို့ရဲ့ကျမ်းစာတွေရှိတယ်ကျွန်တော်တို့ကုရ်အာန်ရကျွန်တော်တို့မှတ်ကြောက်တင်ကြည့်ရမယ်တမန်တော်မြတ်ဟာဒီသ်ရမှတ်ကြောက်တင်ကြည့်ရမယ်ပညာရှင်တွေရဲ့အဆိုတွေရမှတ်ကြောက်တင်ကြည့်ရမယ်ဆိုတော့အဲ့ဒီထဲမှာမှအရေးကြီးဆုံးအောင်ကျမ်းတော်မြတ်ကုရ်အာန်နဲ့တမန်တော်မုဟမ္မဒ်ဆလ္လာလာဟူအလိုင်ဝါဆလမ်တခင်ကုရ်အာန်မြတ်ကြီးရဲ့ဟာဒီသ်ဩဝါဒတော်တွေဖြစ်တယ်ဒါတွေနဲ့ကျွန်တော်တို့ကမှတ်ကြောက်ပြန်တင်ရတယ်ဒါကျွန်တော်တို့ဘာသာမှာပေါ့နော်အလားတူပဲတခြားသောဘာသာဝင်တွေနဲ့ဒီလိုနီးလန်းနေရှိကြလိမ့်မယ်လို့ကျွန်တော်ကယုံကြည်ပါတယ်နော်ဘာလို့ကျွန်တော်တခြားဘာသာတွေကျတော့လဲကျွန်တော်ကိုယ်တိုင်တောက်ဝင်ယုံကြည်တာမဟုတ်ဘူးဟိုတစားဒီတစားလိလာတာဖြစ်တဲ့အတွက်ကျွန်တော်မှားယွင်းတာတွေချွတ်ချော်တာလေးတွေဖြစ်ရင်ကျွန်တော်စေတနာနဲ့မှားသွားရင်တော့မှမကောင်းဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ကဘာပြောချင်လဲဆိုတော့ဘာသာရေးကောင်းဆောင်တွေဘာပဲပြောကျွန်တော်တို့ကျမ်းစာနဲ့တိုက်ညီပါဟုတ်ကျွန်တော်တို့ရဲ့ဘာသာရေးကိုစတင်ဟောကြားခဲ့တဲ့ကျွန်တော်တို့ရဲ့ဘုရားသခင်တွေကျွန်တော်တို့ရဲ့လမ်းညွှန်တဲ့ပုဂ္ဂိုလ်တွေတမန်တော်တွေပရောဖက်တွေနော်ဆူဖီတွေဝလီတွေသူတော်စင်တွေယဟန်တွေနော်စသဖြင့်အဲ့လိုပုဂ္ဂိုလ်တွေဟာကျွန်တော်တို့ကိုအကောင်းဆုံးလမ်းဖြစ်အောင်လို့လမ်းပြပြီးသားသူတို့ဘဝတွေနဲ့သူတို့ရဲ့အိမ်မက်တွေနဲ့နော်သူတို့ရပိုင်ခွင့်တွေအားလုံးကိုစွန့်ပြီးတော့ကျွန်တော်တို့အတွက်ပေးပြီးသားကျွန်တော်တို့ကသူတို့လောက်စွန့်နေရမလို့ကျွန်တော်တို့ကဘာအောင်ဖုန်းလေးတစ်ချက်ကင်ပြီးတော့ Google မှာရှာကြည့်လိုက်ကုရ်အာန်ကျမ်းတော်မြတ်မှာပါလာလားဒီအကြောင်းအရာကတမန်တော်မုဟမ္မဒ်သခင်ရဲ့ဟာဒီသ်မှာပါလာလားသို့မဟုတ်ငါတို့ရဲ့ကျမ်းစာတွေမှာတကယ်ဘုရားသခင်တွေကလမ်းညွှန်တာလားအဲ့ဒီလိုတိုက်စစ်ဖို့လိုအပ်တယ်နော်ဆိုတော့ကျွန်တော်တို့လုပ်ရကဘုရားသခင်တွေကိုအားနာဖို့ကောင်းတယ်နော်ကျွန်တော်တို့အချင်းချင်းငင်းကြခုံကြပြောကြဆိုကျွန်တော်တို့ညင်းဖို့အတွက်ဘုရားသခင်တွေကလမ်းမှာမညွှန်ထားတာကျွန်တော်တို့ကိုအခြေအတင်ကျွန်တော်တို့မှာဆိုဝဂျာတိလ်ဟွမ်ဘစ်လဒီဟီယာအာဆန်အတင်တို့ဟာတဲ့အဲ့ဒီသူတွေကိုတရားဓမ္မဟောကြားတဲ့နေရာမှာဥဒူအီလာဆဘီလ်ရဘကဘီလ်ဟိကမာဆိုတဲ့ဉာဏ်အမြော်မြင်အားဖြင့်နော်သူတို့ကိုဖိတ်ခေါ်ဝလ်မောအီဇတ်လ်ဟဆာနာနော်တာယာချိုအေးတဲ့နော်ပိယဝါစဖြစ်တဲ့စကားလုံးလေးတွေနဲ့သူတို့ကိုဟောကြားပြီးတော့ဖိတ်ခေါ်ပါတဲ့ဝဂျာဒစ်ဟွမ်
အကဲမှာသူတို့ကအကြောင်းအရာတစ်ခုကိုမေးချင်လို့အခြေတင်ဆွေးနွေးကြမယ်ဆိုရင်လေတဲ့ဘစ်လဒီဟီယာအာဆန်အကောင်းဆုံးပုံစံနဲ့ကျွန်တော်တို့ဟာဆွေးနွေးအဖြေရှာကြပါဒါကျွန်တော်တို့ကျမ်းလာကျွန်တော်ကျမ်းနဲ့ကျမ်းလာတယ်ကျွန်တော်မသိတော့ကျွန်တော်ကိုရန်ကျမ်းကိုပဲကျွန်တော်ကိုကားပြီးပြောတယ်ဘာလို့တခြားဟာတွေကကျွန်တော်လေ့လာရင်တော့ရပြီမယ်ဘာသာတစ်ခုနဲ့တစ်ခုဟာအဲ့လိုလေးတခြားဘာသာတွေရဲ့အလှတရားတွေကိုတော့ပြောချင်တယ်သို့တော်ညာလဲတာဝန်ယူတာဝန်ခံမှုနေရာတွေမှာလိုအပ်မှာဆိုလို့ကျွန်တော်တချို့အရာတွေကိုကျွန်တော်ကိုရန်ကိုပဲကျွန်တော်ကိုကားပြီးဓမ္မတော်မုဟမ္မဒ်သခင်ရဲ့ဩဝါဒတွေကိုပဲကိုကားပြီးအစ္စလာမ်ဓမ္မတွေကိုပဲကိုကားပြီးကျွန်တော်ပြောမှာအဲ့ဒီအတွက်ကြောင့်တော့နားလည်ပေးပါဘာလို့ကျွန်တော်ကျွမ်းကျင်တယ်ကျွမ်းကျင်တယ်ဆိုတာလည်းကျွန်တော်သဘောပေါက်တာကျွန်တော်မကျွမ်းကျင်ပါဘူးဟောတခုဟိုလေးနဲ့ပြောမယ်ကျွန်တော်ဒီကျွမ်းကျင်တဲ့ပုဂ္ဂိုလ်မဟုတ်ဘူးကျွန်တော်ပညာရှင်မဟုတ်ဘူးပညာသင်မယ်အမြဲတမ်းသင်နေရမယ်ကျွန်တော်တို့မသိမချင်းလဲကျွန်တော်တို့ကသင်နေရမယ်ဆိုတော့ကျွန်တော်ဒီဘယ်တော့အခါမှမပြည့်စုံနိုင်ဘူးအဲ့ဒီအတွက်ကြောင့်ကျွန်တော်ရဲ့မပြည့်စုံမှုတွေဒီကျွန်တော်ဒီဗီဒီယိုကိုကြည့်တဲ့ပုဂ္ဂိုလ်တွေပေါ်မှာသွားပြီးတော့အဖတ်မဖြစ်စေချင်ဘူးထိရောက်မှုမဖြစ်စေချင်ဘူးကျွန်တော်ကဒီ Hawari channel ကိုကျွန်တော် Hawari ဆိုတာဘာလဲဆိုတဲ့နေရာမှာကျွန်တော်ပြောတာကျွန်တော်ကအဓိကကျွန်တော်တို့ဂျားထဲမှာရှိတဲ့တတိုင်းတွေကွာခြားမှုတွေကျွန်တော်တို့ဂျားထဲမှာရှိတဲ့အမုန်းတွေနော်တယောက်နဲ့တယောက်ခွဲခြားမှုတွေလူမျိုးရေးဆိုင်ရာဘာသာရေးဆိုင်ရာခွဲခြားမှုတွေပပျောက်ခြင်းလို့ကျွန်တော်ဒီ channel လောက်တာနော်ဆိုတဲ့အတွက်ကြောင့်အဲ့ဒီတော့ကျွန်တော်ကကောင်းတာလုပ်ရင်းနဲ့ကျွန်တော်အကျိုးထက်အဆိုးဖြစ်မှာဆိုတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်မကူကားဘူးဒါလေးတော့နားလည်ပြီနော်ဆိုတော့အကောင်းဆုံးအပြန်အလှန်ဆွေးနွေးတာကောင်းမှုလားပညာရေးဆိုင်ရာဥမာလူတယောက်ကလာပြောတယ်မင်းတို့ဘာသာကသဘာဝမကြောက်ဟာဒီလိုပဲကျွန်တော်တို့အဲ့ဒီလိုပြောလိုက်ရင်ကျွန်တော်တို့မြမအဖွဲ့အစည်းမှာမြမလူအဖွဲ့အစည်းမှာကျန်တဲ့နေရာတွေကျွန်တော်မသိဘူးတော့ကျွန်တော်တို့မြမလူအဖွဲ့အစည်းရောနောက်မီဒီယာတွေမှာရောအများနဲ့ဘာဖြစ်တော့ဆိုရင်တယောက်နဲ့တယောက်ကအဲ့လိုတူတယောက်ကပြောလိုက်ပြီဆိုတာနဲ့ရမ်းပုံမိကြဒေါသဖြစ်ကြတော့တာပဲမဟုတ်ဘူးကျွန်တော်တို့ဘာသာတရားတွေကကျွန်တော်ဘာလို့ခိုင်းလို့ခန္ဒီပါရမီပြည့်အောင်ကျွန်တော်တို့ဆိုစဘာရဆိုတဲ့အရာအင်မတန်အရေးကြီးတယ်ဗျာစဘာရဆိုတာကကိုလက်စားချေနိုင်ပါလေရဲ့ကိုကတုံ့ပြန်နိုင်ပါလေရဲ့ကိုကသူ့အပေါ်မှာအစားယူနိုင်ပါလျက်သူ့အပေါ်မှာအစားမယူတာနော်သူ့ကိုခွင့်လွှတ်လိုက်တာနော်စဘာလုတ်လိုက်တယ်တိခံလိုက်တယ်ဒါကြောင့်မို့ကျွန်တော်တို့ကျမ်းတော်မြတ်ကုရ်အာန်မှာဝလ်အဆူဒီကဏ္ဍကိုကျွန်တော်သိသဘောကျတယ်ဝလ်အဆူခေတ်ကာလကိုအလ္လာဟ်ရှင်မြတ်ကတတ်သိထူတော်မူတယ်တဲ့ခေတ်ကာလဆိုတာကအဆွရဂျိန်လို့လည်းပြောတယ်တချို့အဆူတွေရဆိုရင်အဆွဆလတ်လို့လည်းပြောထားပါတော့ခေတ်ကာလကိုတတ်သိထူတော်မူတယ်အလ္လာဟ်ရှင်မြတ်ကအဲ့ဒီလိုတန်ဖိုးရှိတဲ့အရာတွေအရေးကြီးတဲ့အရာတွေလူတွေအတွက်မရှိမဖြစ်လိုအပ်သောအရာတွေနဲ့ပတ်သက်ပြီးရင်ပုံမလေးနက်အောင်လို့စကားလုံးတစ်ခုကိုပုံမလေးနက်အောင်လို့ကျွန်တော်တို့ကျမ်းတော်မြတ်ကုရ်အာန်မှာအဲ့ဒီလိုပဲရည်စူးပြီးတော့နော်ကျိန်ဆိုတချို့ကလည်းကျိန်ဆိုတယ်လို့ပြောတာတချို့ကလည်းတတ်သိထူတယ်ပေါ့နော်တတ်သိထူပြီးတော့ပြောလိမ့်ချင်ဝလ်အဆ်ခေတ်ကာလကိုတတ်သိထူတော်မူတယ်တဲ့အင်နယ်အင်ဆာနာဧကမှုချလူသားသည်တဲ့လဖီခွတ်ဆုံးရှုံးပျက်စီးမှုတွေမှာရှိတယ်တဲ့အစ်လာသို့တော်အလ္လာဒီနာအဲ့ဒီသူတွေဟာအာမန်တဝင်ယုံကြည်ကြတယ်တဲ့နော်တဝင်ယုံကြည်တယ်ဝါမီလုဆွာလီဟာကောင်းမြတ်သောအကျင့်သီလများကိုတိဆောက်ကြတယ်တဲ့ဝတ်တဝါဆောဘစ်ဆဘရတယောက်နဲ့တယောက်တဲ့လမ်းညွန်ဆုံးမကျွန်တော်တို့ဘယ်လိုပြောမလဲစီယုံကြတယ်သိမ့်သွင်းကြတယ်အတိပေးကြတယ်ပြီးပြီဆိုရင်စော်ဩတိုက်တွန်းကြတယ်ချင်းချင်းကြတယ်ပါနော်အဲ့ဒီလိုလုပ်ကြတယ်ဝတ်တဝါဆောဘစ်ဆဘရဆဘရလုပ်ကြဘူးခန္ဒီတရားထားကြဘူးတီးခံကြဘူးစိတ်ရှည်ကြဘူးကြံ့ကြံ့ခံကြဘူးနော်တယောက်နဲ့တယောက်တိုက်တွန်းတယ်ဝတ်တဝါဆောဘစ်ဟတ်သစ္စာဓမ္မနဲ့ပတ်သက်ပြီးတော့အချင်းချင်းတိုက်တွန်းနှိုးဆော်ကြတယ်ဆိုတော့အဲ့ဒီလိုလူရန်သားဘယ်တော့အခါမှမပြည့်စည်ဘူးဆိုလိုချင်တာကလူသားတွေအားလုံးဟာကာလပြည့်စည်တဲ့ကာလရောက်တယ်သို့တော့ဘယ်ကာလဘယ်အချိန်မှပဲရောက်မပြည့်စည်မဲ့လူရန်သားတရက်ရှိတယ်အဲ့ဒီလူရန်သားတွေဒီတအုပ်နဲ့တအုပ်တီးခံနိုင်အောင်လို့စိတ်ရှည်နိုင်အောင်လို့ခွင့်လွတ်နိုင်အောင်လို့ကြံ့ကြံ့ခံနိုင်အောင်လို့တိုက်တွန်းနှိုးဆော်တဲ့သူတွေအများအားအောင်မြင်မယ်အဲ့ဒီပျက်စီးတဲ့အုပ်စုတွေမှာပါဖို့နောက်တစ်ခုကသစ္စာဓမ္မအပေါ်မှာယက်တည်ဖို့အတွက်တိုက်တွန်းနှိုးဆော်စော်ဩတဲ့ပုဂ္ဂိုလ်တွေဟာအဲ့ဒီပျက်စီးတဲ့လူအဖွဲ့အစည်းမှာမပါဘူးလို့ကုရ်အာန်ကျမ်းတော်မြတ်မှာအလ္လာဟ်ရှင်မြတ်ကလမ်းညွှန်တာဒါကြောင့်မို့ကျွန်တော်တို့ဘလောက်လူတွေကတယောက်နဲ့တယောက်အတ္တတွေကြီးပြီးတော့ဟလာတိမခံနိုင်မှုဆက်တိမခံနိုင်မှုတခုခုပြောလိုက်တယ်ဆိုတိုင်းကျွန်တော်တို့ကဒေါသနဲ့မတုံ့ပြန်မဲနဲ့ကျွန်တော်တို့ကတိခံတရားနဲ့သူ့ကိုအကောင်းဆုံးပုံစံတုံ့ပြန်ရင်မကောင်းဘူးလားငါတို့ရဲ့သာသနာမှာတော့ဒီလိုရှိတယ်ဟေးနောက်တစ်ခုကကျွန်တော်မေတ္တာရက်ခံနေတာကကျွန်တော်တို့ကကိုယ့်ဘာသာအကြောင်းမဲ့ကိုပိုင်ပိုင်နိုင်ပြောပါကိုနားလဲတယ်ဆိုရင်သူများပါတော့မင်းတို့မှာကျတော့ဒီလိုပဲရှုပ်ကုန်ပြီအဲ့ဒါစရှုပ်
သူများကိုမကျူးကျော်အောင်ကျွန်တော်တို့ကျူးကျော်တဲ့ကိုလိုနီလုပ်တယ်ဆိုတာကနယ်မြေတွေကျူးကျော်မှမဟုတ်သူများအတွေးခေါ်တွေလည်းမကျူးကျော်ရဘူးသူများရဲ့အတွေးအမြင်တွေကိုလည်းမကျူးကျော်ရဘူးသူများရဲ့ယုံကြည်ရာတွေကိုလည်းမကျူးကျော်ရဘူးအဲ့ဒီလိုနှလုံးသားတွေကမကျူးကျော်မှခန္ဓာကိုယ်ကလည်းဘယ်သူမှကျူးကျော်ခြင်းစိတ်မရှိတော့ဘူးအဲ့ဒါကလည်းအရေးကြီးတယ်ကျွန်တော်တို့ကသူများရဲ့ယုံကြည်မှုကိုတော့ကျူးကျော်တာငါတို့ကဒီလိုမှန်ပြီးမင်းတို့ကမှားနေတယ်ဆိုတာတတ်တယ်ကျွန်တော်တို့ကဘာသာတရားအဲ့ဒါလောက်ခိုင်းတာမှမဟုတ်တာမင်းတို့မှန်တယ်ငါတို့မှားတယ်မင်းတို့ကမတာဘူးငါတို့ကအဲ့အရာတွေလျှော့ခိုင်းတာအဲ့ဒီအသည့်တွေကိုလျှော့ခိုင်းတာကျွန်တော်တို့အဲ့ဒါကဘယ်သူလူသားတွေရဲ့အတ္တတွေအဲ့ဒီအတ္တတွေကိုခြုံနေအောင်ဘယ်သူကလမ်းညွှန်တာတော့ဖရာသခင်တွေရဲ့ကျမ်းစာတွေနဲ့ဖရာသခင်တွေကသူတို့ဘဝတွေနဲ့ယဉ်ပြီးသူတို့ရပိုင်ခွင့်တွေကိုစွန့်ပြီးသူတို့ဘဝတွေကိုစွန့်သူတို့ရဲ့မိသားစုတွေကိုစွန့်ပြီးတော့เนาะတမန်တော်မုဟမ္မဒ်ဆိုရင်လည်းသူ့ကိုအာရဗ်တွေကလာမေးတာပဲခမည်းဒီတစ္ဆာဓမ္မဟောကြားခြင်းကိုရပ်မယ်ဆိုရင်ခမည်းယာရူးယာကန်လည်းပေးမယ်เนาะအကောင်းဆုံးသောစီးစိမ်တွေလည်းပေးမယ်ခမည်းခေါင်းဆောင်မယ်တမန်တော်မုဟမ္မဒ်ကိုသူတို့အလ်အမီလို့ခေါ်တာတစ္ဆာကိုတစ္ဆာလို့ခေါ်တာเนาะတစ္ဆာရှင်လို့ခေါ်တာဆိုတဲ့အတွက်ကြောင့်ခမည်းအကယ်၍များတစ္ဆာဓမ္မကိုဟောကြားတာရက်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ကအဲ့ဒီဟောကြားတာရက်တဲ့အတွက်ယာရူးလည်းပေးမယ်နော်ခင်ဗျာလိုချင်တဲ့အမျိုးသမီးအချောဆုံးအလှဆုံးဆိုတာအာရဗ်လက်အမျိုးသမီးကြိုက်တာပေးကြိုက်တာယူပေးမယ်ပြီးပြီဆိုရင်ကျွန်တော်တို့ဘာထပ်ပေးဦးမလဲဆိုရင်ခင်ဗျာလိုချင်တာမှန်တယ်လိုတရအကုန်ပေးမယ်ဒါပေမဲ့တမန်တော်မုဟမ္မဒ်တခင်ကသူ့ရဲ့သစ္စာဓမ္မဟောကြားခြင်းကိုလုံးဝမရက်စဲခဲ့ပဲနဲ့ဆက်လက်ဟောကြားခဲ့တဲ့အတွက်ဒီနေ့ချိန်ထိကျွန်တော်တို့စီကိုရောက်လာအလားတူပဲတခြားသောဘာသာဝင်တွေရဲ့ဘာသာရေးကောင်းဆောင်တွေကြည့်လိုက်အကုန်လုံးအသက်ခံရတာနဲ့ပြည်နေတာပေးခံရတာနဲ့ဘဝတွေပြရတာနဲ့သူ့အသက်ဖို့ဟလာနောက်ဆုံးမြတ်ဗုဒ္ဓဆိုရင်သူနဲ့အမျိုးတော်တဲ့ဒီတယောက်ကနေပြီးတော့ကြောက်တုံးကြီးနဲ့တွန်းချပြီးတော့တတ်ဖို့တော့လုပ်ခဲ့တယ်ဘာဖြစ်လို့တစ္ဆာတရားဟောလို့လေဒီဝရကနော်အဲ့လိုဒေဝရလိုပုဂ္ဂိုလ်တွေလည်းကျွန်တော်တို့ကအဲ့ဒီဒေဝရတို့လိုမဖြစ်အောင်လို့ဗုဒ္ဓရဲ့ဓမ္မလမ်းစဉ်ကိုလိုက်တာအလားတူပဲကျွန်တော်တို့ကအဘူလဟတ်လိုမဖြစ်အောင်တမန်တော်မုဟမ္မဒ်သခင်ရဲ့လမ်းစဉ်ကိုလိုက်တာအလားတူပဲကျွန်တော်တို့သခင်ကြီးဆက်ရဲ့လမ်းစဉ်ကိုသခင်မောရှေရဲ့လမ်းစဉ်ကိုနော်မဟာဝီရရဲ့လမ်းစဉ်ကိုအတကအတကကျွန်တော်တို့ကလိုက်နာကြည်ကြသူတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ရင်ထဲမှာရှိတဲ့အဲ့ဒီအတ္တတွေကိုကျွန်တော်တို့ကလျှော့အောင်နော်ဒါကြောင့်မို့ကျွန်တော်တငယ်ချင်းတွေနဲ့ပြောရင်ပြောတော့ဟာမင်းတို့အချင်းချင်းကွာအချင်းချင်းညင်းကြခုံကြအနိုင်လိုခြင်းစိတ်တွေများကြရင်အတ္တတွေများရင်လည်းဖျားတွေလည်းခေါင်းကပ်ရပါတယ်ကွာဘာဖြစ်လို့သူတို့ဘာသာတရားကိုနိုင်ငံရေးသမားတွေကယူပြီးအသုံးချလိုက်သူတို့ဘာသာတရားတွေကိုဘာသာရေးကိုကိုးကွယ်ယုံကြည်ပါတယ်ဆိုတဲ့သူတွေကယူပြီးအသုံးချလိုက်ဘာအတွက်အသုံးချတော့သူတို့အတ္တအတွက်သူတို့ကြီးပွားဖို့အတွက်သူတို့စားဖို့အတွက်သူတို့လက်ဝဲကြီးအုပ်ဖို့အတွက်သူတို့လိုချင်တာတွေအကုန်လုံးသိမ့်ပိုက်ဖို့အတွက်ဘုရားသခင်ရဲ့ကျမ်းစာတွေနဲ့ဘုရားသခင်ရဲ့အနှစ်သာရတွေဟာအသုံးချခြင်းမြန်မာနိုင်ငံမှာရောကမ္ဘာမှာပါနေ့စဉ်နဲ့အမျှခံနေရဆိုတော့ကျွန်တော်တို့ကဘာလုပ်ရမှာလဲဆိုကျွန်တော်တို့မှာအသိရှိသွားပြီကျွန်တော်တို့ဒီနေ့ ChatGPT မှာကြိုက်တာရိုက်ထည့်ကြည့်လိုက်အကုန်သိနေရတဲ့ခေတ် Google မှာရိုက်ချကြည့်လိုက်ကြိုက်တာလေ့လာလို့ရနေတဲ့ခေတ်ဟောဘူးလားအဲ့လိုမှမဟုတ် YouTube မှာတရားဟောနေတဲ့ကဘာကျော်ဓမ္မပဋိကတွေအင်္ဂလိပ်လိုတွေရောကိုတက်တဲ့ဘာသာစကားတွေနဲ့ရှိနေပြီးသားအင်္ဂလိပ်လိုတက်ရင်တော့အကုန်လုံးဘာသာအားလုံးရဲ့အနှစ်သာရတွေနားထောင်လို့ရတာပေါ့ဗျာနော်ဆိုတော့အဲ့လိုခေတ်ကြီးမှာကျွန်တော်တို့အခုချိန်ထိခေတ်နောက်ကျပြီးတော့အိမ်ထဲမှာထိုင်ပြီးတော့ငါတို့ကပုံမြတ်တယ်မင်းတို့ကမမြတ်ဘူးငါတို့ကပိုသားတယ်မင်းတို့ကမသားဘူးငါတို့ကပိုပြီးကြီးကျယ်တယ်မင်းတို့ကတိမ်ဖြင်းတယ်ဆိုတော့ဒီကျွန်တော်တို့ဖားချီယာဝက်ထဲကကျွန်တော်တို့မထွက်နိုင်သေးဘူးလားအမှထွက်သင့်ပြီဗျဒီထက်လည်းထွက်သင့်ပြီဘာလို့လဲကျွန်တော်တို့ကတိုးတက်တဲ့လူအဖွဲ့အစည်းတစ်ခုကိုကျွန်တော်တို့တိဆောက်ချင်တယ်ဆိုကျွန်တော်တို့နှလုံးသားတွေကျွန်တော်တို့အရင်ပြင်ရမှာကျွန်တော်တို့ကိုကျွန်တော်တို့အရင်ပြင်ရမှာကျွန်တော်တို့ကပြင်ဖို့ဆိုရင်ဘယ်လိုပြင်တော့သူများကိုသွားပြင်ဖို့ပဲကျွန်တော်တို့ကမြင်ကြအဲ့ဒါလည်းဒါလည်းအတ္တပဲလေနော်ကျွန်တော်တို့ကျမ်းတော်မြတ်ကုရ်အာန်မှာဆိုရင်တော့အလ္လာဟ်ရှင်မြတ်ကအင်နလ္လာဟ်လာယူဂီရူမာဘီကောမင်အင်နလ္လာဟ်အီကမုတ်ချလာယူဂီရူအလ္လာဟ်ရှင်မြတ်ဒီလာယူဂီရူပြောင်းလဲပြီးမှမဟုတ်ဘူးတဲ့ဘီကောမင်လူမျိုးစုတစုကိုဟတ်တာတိုင်အောင်တဲ့ယူဂီရူမာဘီအန်ဖူစီဟင်အတင်းတို့ကိုယ်တိုင်ကိုမပြောင်းလဲသမျှကာလပတ်လုံးအလ္လာဟ်ရှင်မြတ်ကပြောင်းလဲပြီးမှမဟုတ်ဘူးဆိုလိုချင်တာကကျွန်တော်တို့ကတခုခုလိုပြီးဆိုရင်ကျွန်တော်တို့ကပြဿနာတစ်ခုဖြစ်လာပြီဆိုငါဘက်ကမြန်လွန်သွားသလားငါမြန်အတ္တများသွားသလားငါလျှော့ဖို့လို့ကိုယ့်အမြဲမေ့တယ်နော်ကျွန်တော်တို့ကတခြားသူတွေကိုပဲပြင်တခုခုဆိုရင်ပြုပြင်ပြောင်းလဲရေးဆိုရင်လည်းဘာသာတရားတွေရဲ့အယူဝါဒတွေမှာရောနိုင်ငံရေးအယူဝါဒတွေမှာရောနော်လူမှုရေးဆိုင်ရာအယူဝါဒနော်စဉ်းစားပုံတွေမှာကျွန်တော်ကဘယ်လိုပဲတွေးကြတော့ဆိုတော့
အများစုကဘလို့ပဲတွေးတော့ဆိုငါပြင်ဖို့မလို့ဘူးပြင်ဖို့လို့တာမင်းတို့မဟုတ်ဘူးကျွန်တော်တို့အစ္စလာမ်မှာကျတော့ကိုကူအန်ဖိုဆာကွန်ကိုရိုင်းအရင်ပြင်ဝါအဟာလီကွန်ပြီးမှကိုမိသားစုပြင်နော်ပြီးပြီဆိုမှဘာလို့လဲဆိုဝါအန်ဇီအရှိရာကတကလ်အကရာဘီကိုလူကိုရဲ့နော်အတိုင်းဝိုင်းနေနိဆက်ရာတွေကိုပြုပြင်ပြောင်းလဲပြီးပြီဆိုမှဘာလို့ရလဲဆိုတော့ကွန်တိုခိုင်ရိုအွမ်မတ်ဥခရီဂျလင်နာစီတာမရူနာဘီလ်မာရူဖ်ဝတန်ဟောနာအန်အဲ့ပြီးဆိုမှအဲ့ရနေပြီးကြော်ပြီးဆိုမှတခြားသောလူအဖွဲ့အစည်းတွေကိုပြောင်းလဲဖို့လုပ်ပါဘာဖြစ်လို့လဲဆိုတော့ဥပမာဗျာကျွန်တော်တို့ကဘာသာတရားကိုလက်ခံယုံကြည်တဲ့ပုဂ္ဂိုလ်တွေပဲအဲ့ဒီပုဂ္ဂိုလ်တွေထဲမှာတယောက်နဲ့တယောက်အတ္တတွေရှည်တန်းတည်ပြီးငင်းကြခုံကြရန်တွေဖြစ်ကြစကားတွေများကြနော်အပြန်အလှန်ဟလာဆဲကြဆိုကြတဲ့အဆင့်တွေအထိနော်သူများကိုနှိမ့်ကြအောင်ပြောတဲ့အဆင့်တွေအထိမကြောင်းဝင်မနာတာတွေရနေပြီးတော့မမြင်ဝင်မမြင်သာတဲ့အနိဋ္ဌာယုံတွေစီကျွန်တော်တို့ရောက်ကုန်ကြပြီဆိုအောင်တော့အဲ့လိုအစုအဖွဲ့တွေရှိနေသည့်တိုင်အောင်အဲ့ဒီဘာသာတွေကိုအဲ့ဒီအယူဝါဒကိုအဲ့ဒီအတွေးအမြင်ကိုလက်ခံယုံကြည်တဲ့ကျွန်တော်တယောက်ကမပြောင်းလဲဘူးဆိုရင်သိကြတဲ့ဒီမျိုးမှာဒီနေရာမှာကျွန်တော်တယောက်မပြောင်းဘူးဆိုရင်ဘယ်သူမှကျွန်တော်လာပြောင်းလို့ကိုယ့်အကိုအရင်ပြောင်းမလားကိုယ့်ကိုအရင်ပြောင်းလဲဖို့အရင်ကြိုးစားပါနော်ဆိုတော့ကျွန်တော်တို့ဘုရားသခင်တွေကိုခေါင်းကိုက်အောင်မလုပ်ပါနဲ့နော်ဘုရားသခင်တွေကကျွန်တော်တို့ကိုလမ်းညွှန်ချက်တွေအပြည့်အဝသူတို့ရဲ့တမန်တော်တွေနဲ့စနစ်တကျကျွန်တော်တို့ကိုလမ်းညွှန်ပေးပြီးသားကျွန်တော်တို့ကအဲ့ဒီလမ်းညွှန်မှုတွေကိုတိချလိုက်ပြီးဖတ်တဲ့နေရာမှာလဲသူများကိုအမားထောက်ဖို့သူများကိုပြင်ဖို့သူများကိုနှိပ်ကွပ်ဖို့ဆိုတဲ့စိတ်နဲ့ဖတ်ရင်ဘယ်တော့မှကျွန်တော်တို့အလင်းရမှာမဟုတ်ဘူးဟုတ်တော့ကျွန်တော်တို့အလင်းကကျွန်တော်တို့နှလုံးသားထဲမှာရှိတာနော်အဲ့ဒီနှလုံးသားထဲကအလင်းကိုထွက်လာအောင်လုပ်ဖို့ကကျွန်တော်တို့မှာပဲတာဝန်ရှိတယ်အဲ့ဒီအလင်းထွက်လာရင်ဘာဖြစ်မလဲအားလုံးပေါ်မှာကျွန်တော်တို့မေတ္တာထားတတ်သွားအားလုံးပေါ်မှာကျွန်တော်တို့ဘာလုပ်တတ်သွားမလို့ဆိုတော့ယူသည်လေးစားတတ်သွားမယ်အားလုံးရဲ့ဖြစ်တည်မှုကိုကျွန်တော်တို့ကလက်ခံနာလိုက်နေအဲ့ဒါကြောင့်မှကျွန်တော်တို့ဟောကြားတယ်ကျွန်တော်တို့ရဲ့ဖရားတယ်ကျွန်တော်ဆိုရင်တအားစိတ်ထဲမှာကျဉ်ကျက်လာပြီးဒေါသဖြစ်ရင်ဘာလို့လဲကျွန်တော်တို့တမန်တော်မုဟမ္မဒ်သခင်ရဲ့ဘဝဖြစ်စဉ်လေးတွေကိုဖတ်တယ်။အော်မေတ္တာတွေရှိလိုက်တာခွင့်လွှတ်လိုက်တာဟစ်ကမတ်ဆိုတဲ့ညာအမျော်မြင်တွေပြည့်စုံလိုက်တာငါတို့မှာများဒါတွေမရှိဘူး။အော်ငါတို့ဟာတမန်တော်မုဟမ္မဒ်သခင်ရဲ့ဘဝချီတက်လိုက်ရမှာပါလား။အော်ဒီနေ့ဒီငါမလိုက်နိုင်သေးပါလားဆိုအများအားတွေးပါ။ကျွန်တော်တို့မှာအဲ့ဒီလိုအတွေးမျိုးလေးတွေလည်းလိုအပ်ပါတယ်နော်။ဒါမေတ္တာနဲ့ကျွန်တော်မေတ္တာရဲ့ခန္ဓာပါဟိုနေရာတိုင်းဝင်ပြောတာဘာကျွန်တော်လည်းဘာသာတရားဖြစ်တယ်ဘာသာကြီးခေါင်းဆောင်နေနဲ့ကျွန်တော်ခင်တယ်ဘာသာတရားတွေအားလုံးမကောင်းတာတွေကြည်လန်းညွန်ထားပြီးတော့ဘာသာဝင်တွေနဲ့တချို့သောမယိုးဖြောင်သောနိုင်ငံရေးသမားတွေဘာသာရေးခေါင်းဆောင်တွေရဲ့လက်ကွက်တွေတဲ့ကျွန်တော်တို့ရောက်မသွားကြဖို့လိုအပ်တယ်ဆိုတဲ့အတွက်ကြောင့်အပြန်အလှန်လေးစားတန်ဖိုးထားပြီးတော့အေးချမ်းသာယာဝါပြောတဲ့လူအဖွဲ့အစည်းတရားကိုကျွန်တော်တို့အတူတကွကျွန်တော်တို့ကိုယ်တိုင်တဦးတယောက်ချင်းစီကကိုယ်ကိုယ်တိုင်ကစပြီးတော့ပြောင်းလဲကြဖို့လိုအပ်ပါတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ကတင်ပြရင်းနဲ့ဒီကုန်းချုပ်ပါတယ်အားလုံးအတ္တတွေဝေးကြပါသည်လောဘတွေဝေးကြပါသည်တောကတွေဝေးကြပါသည်အနေခက်သိမ်းတွေကင်းငင်းကြပါသည်တယောက်ကိုတယောက်မေတ္တာထားနိုင်ကြပါသည်တဘာသာနဲ့တဘာသာလေးသာတန်ဖိုးထားပြီးလက်တွဲပြီးတော့အေးချမ်းသာယာဝါပြောတဲ့လူဖွဲ့စည်းတယောက်ကိုတိဆောက်နိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့တာရင်းနဲ့ဒီကုန်းချုပ်ပါတယ်အားလုံးပေါ်မှာအလောရှင်မြတ်ဘက်ကနေငြိမ်းချမ်းသာယာမှုအပေါင်းခံကြောင်းနိုင်ကြပါစေလို့တဖန်နောက်ဆုံးအနေနဲ့ညီကုန်းချုပ်အနေနဲ့ဆုတောင်း